ဒီလိုတဖြည်းဖြည်းနဲ့အသက်30ကျော်ရွယ်ကိုရောက်လာတဲ့အခါမှာတော့ဘဝဟာကစားစရာမဟုတ်တော့မှကျွန်တော်တို့တည်လာကြတယ်ကျွန်တော်အိမ်တော်ကြခဲ့တယ်ခလေးရလာတယ်မင်းခန့်ကလည်းမျိုးကြီးတစ်မျိုးမှာအောင်မြင်တဲ့ဆရာဝန်တော်ဖြစ်နေပြီမဲ့သူ့ရဲ့ကိုယ်ပိုင်အချိန်ဆိုတာပျောက်ဆုံးနေခဲ့ပြီကျော်စွာကတော့စစ်မြေပြင်မှာဒဏ်ရာတစ်ခုရခဲ့ပြီးနောက်ပိုင်းမှာရုံးပိုင်းဆိုင်ရာတာဝန်တွေပြောင်းလဲထမ်းဆောင်နေရတယ်လို့ကြားရတယ်ကျွန်တော်တို့၃ယောက်ဆောင်မှုအချင်းချင်းစူးစမ်းခဲ့ကြပါတယ်လာမဲ့သင်္ကြန်မှာရွာမှာပြန်ဆောင်ကြမယ်လို့ကတိပေးကြပေမဲ့နောက်ဆုံးမိနစ်မှာတယောက်မဟုတ်တယောက်ကအရေးကြီးကိစ္စပေါ်လာခဲ့မြဲမင်းခန့်မှာအရေးပေါ်ခွေးစိတ်မှုရှိလာတာမျိုးကြောစွာမှာအရေးကြီးအစည်းအဝေးရှိတာမျိုးပေါ့တခါတလေကြာရင်ကျွန်တော်တို့ဟာအချင်းချင်းဖုံးဆက်ဖို့တောင်မေ့နေတတ်ကြတဲ့အထိဘဝရဲ့ဆက်ဝိုင်းထဲမှာလဲနေခဲ့ကြတယ်ဝေးကွာချင်းဆိုတာနေရာဒေသဝေးတာတွေမကဘူးစိတ်ချင်းဝေးသွားမှာကိုကျွန်တော်အကြောက်ဆုံးပဲကျွန်တော်တို့ကြားမှာပြောစရာစကားလုံးတွေရှားပါလာတယ်ဖုံပြောဖြစ်ရင်တော့နေကောင်းလားအစင်ပြေလားဆိုတဲ့မေးခွန်းဟောင်းဟင်လောက်ပဲရှိတော့တယ်ငငယ်တုန်းကလိုရေစရာတွေစိတ်ကူးရင်လာတွေကိုပြောဖို့အချိန်မရှိတော့သလိုဖြစ်နေတယ်တညက်မှာတော့ကြော်စွာစီကဖုံးဝင်လာတယ်သူ့အတန်ကအရင်လိုမမြူးကြတော့ပဲတီးငိမ့်နေတယ်လင်းထက်ငါတို့အသက်ကြီးလာပြီနော်မင်းခန့်နဲ့လည်းမတွေ့ဖြစ်တာကြာပြီငါတို့တယောက်ကိုတယောက်မေးသွားကြပြီလားတဲ့အဲ့ဒီစကားကကျွန်တော်နှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ပါပဲမေးတာမဟုတ်ပါဘူးကျွန်တော်တို့ဟာဘဝရဲ့တာဝန်တွေကိုထမ်းရင်းနဲ့လေးလန်းလုံးလို့အချင်းချင်းစီလှည့်ကြည့်ဖို့မေ့နေခဲ့ကြတာပါနှစ်ပေါင်း30ကျော်ဖြတ်တန်းပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့3ယောက်စလုံးဟာအနားယူရမယ်အသက်အရွယ်တွေကိုရောက်လာခဲ့ကြပြီကျွန်တော်အလုပ်ကအနားယူလိုက်ပြီမင်းခန့်ကလည်းသူ့ရဲ့ဆေးကန်းကိုတားဖြေသူလက်ထဲလွှဲပေးလိုက်ပြီကျော်စွာကတော့အငိမ့်စားဘူးမူကြီးကြောင်ဖြစ်အိမ်မှာအေးအေးဆေးဆေးနေပြီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာအိုမင်းရင်းညော်လာခဲ့ပြီမဲ့စိတ်ထဲမှာတော့ဟိုးအရင်ကရွာကလေးကိုလွှမ်းတဲ့စိတ်ကပိုတိုးလာတယ်တနေ့မှာတော့ကျွန်တော်မင်းခန့်နဲ့ကြောစွာစီကိုစားတစောင်းစီရေးလိုက်တယ်ငါတို့ရဲ့ငယ်ဘဝကိုပြန်သွားရအောင်ရွာကညောင်မင်းကြီးအောင်မှာငါစောင့်နေမယ်လို့ချိန်ထားတဲ့နေ့မှာကျွန်တော်ရွာကိုအရင်ရောက်နေခဲ့တယ်ရွာကလေးကလည်းအများကြီးပြောင်းလဲသွားပြီလေခွေးအချို့နေရာမှာအဆောက်အဦတွေရောက်နေပြီဒါပေမဲ့ရွာထိပ်ကညောင်မင်းကြီးကတော့အရင်အတိုင်းပဲကျွန်တော်ညောင်မင်းအောင်မှာထိုင်ရင်စောင့်နေမိတယ်စိတ်ထဲမှာတော့သူတို့လာပါမလားဆိုတဲ့စိုးရိမ်စိတ်လေးရှိနေခဲ့တယ်နာယီအနှဲငယ်ကြာပြီးတဲ့နောက်မှာတော့ကားတစ်စီးဆိုင်လာတယ်ကားပေါ်ကဆင်းလာတာကတော့စပင်းဖြူဖြူမျက်မှန်အထူးကြီးနဲ့လူတယောက်အဲ့ဒါမင်းခန့်ပဲကျွန်တော်တို့တယောက်ကိုတယောက်ကြည့်ပြီးဘာစကားမှမပြောနိုင်ပဲဖက်ထားမိကြတယ်ခဏနေတော့နောက်ထပ်ကားတစ်စီးရောက်လာပြန်တယ်အဲ့ဒီကားပေါ်ကတော့တောင်ဝဲတစ်ချောင်းနဲ့လမ်းကိုမှန်မှန်လျှောက်လာတဲ့ကြော်စွာကျွန်တော်တို့3ယောက်ဟာညောင်မင်းကြီးအောက်မှာပြန်ဆုံကြပြီဒါပေမဲ့ကျွန်တော်တို့ဟာဟိုးအရင်ကလူငယ်လေးတွေမဟုတ်တော့ဘူးညောင်မင်းကြီးအောက်မှာကျွန်တော်တို့3ယောက်ထိုင်နေကြတယ်နေဝင်ယိုးရီအချိန်ပေါ့လေအေးတွေကကျွန်တော်တို့ရဲ့တွန့်လိပ်နေတဲ့အရေပြားတွေကိုခပ်ဖက်ဖွာလာတိုက်နေတယ်ကြော်စွာကသူ့ရဲ့တောင်ဝဲကိုဘေးမှာချရင်းမင်းတို့ကတော့ငါ့ကိုစောင့်ခိုင်းတော့မယ်နော်လို့ဟာတာလုပ်တယ်မင်းခန့်ကရေရင်းမင်းကသာစောစောရောက်နေတာပါကွာငါတို့ကအချိန်မှန်ပဲလူပြန်ဖြိုးတယ်ကျွန်တော်တို့ငယ်ဘဝအကြောင်းတွေကိုတခဝဲသာပြောဖြစ်ကြတယ်ဘသူကဘသူကိုစားနောက်တာဘသူမှရီစာဦးရှိခဲ့တာဘသူကစာမေးပွဲမှာခိုးချခဲ့တာအဲ့ဒီအကြောင်းတွေပြောတဲ့အခါကျွန်တော်တို့ဟာအသက်60ကျော်အဖိုးကြီးတွေမဟုတ်တော့ပဲ16နှစ်သားလူငယ်လေးတွေပြန်ဖြစ်သွားတယ်လို့ဖြစ်နေတယ်ကျွန်တော်တို့တယောက်ကိုတယောက်ဝေးနေကြတာနှစ်ပုံဘယ်လောက်တောင်ရှိသွားပြီလဲလို့မင်းခန့်ကမေးတယ်ကျွန်တော်ကနေဝင်နေတဲ့ကောင်းကင်ကြီးကိုကြည့်ရင်နှစ်တွေကတော့အများကြီးပဲမင်းခန့်ဒါပေမဲ့အခုပြန်ဆုံတဲ့အချိန်မှာအဲ့ဒီနှစ်အားလုံးကအိမ်မက်တစ်ခုလိုပဲအရေးကြီးတာကကျွန်တော်တို့တယောက်ကိုတယောက်မမိခေးကြတာပဲလူဖြေမိတယ်နေမင်းကြီးကမိုးကိုစစ်ချံဝင်းအောက်ကိုတဖြည်းဖြည်းနဲ့ငုတ်ရှိုးသွားပြီကျွန်တော်တို့3ယောက်လုံးတိတ်ဆိတ်သွားကြတယ်အဲ့ဒီတိတ်ဆိတ်မှုကအရင်တုန်းကလိုအေးစိတ်တဲ့တိတ်ဆိတ်မှုမဟုတ်တော့ပဲနှွေးထွေးတဲ့နားလဲမှုတွေနဲ့ပြည့်နေနေတဲ့တိတ်ဆိတ်မှုမျိုးပါကျွန်တော်တို့တယောက်လက်ကိုတယောက်မဲမဲဆုပ်ကင်ထားကြတယ်ဘဝဆိုတာဒီလိုပါပဲလမ်းခွဲရတာတွေရှိမယ်ဝေးကွာရတာတွေရှိမယ်အခက်အခဲတွေရှိမယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့ဖန်ရောစင်းဆိုတာအချိန်နဲ့အကွာအဝေးကြားမှာပျောက်ကွယ်မသွားပဲနေဝင်ချိန်မှာပြန်လဲတောက်ပလာတတ်တဲ့ကြယ်ပွင့်ကလေးတွေလိုပါပဲကျွန်တော်တို့3ယောက်စလုံးဟာအခုတော့အိုမင်းနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တငယ်ချင်းတန်ရောစင်းပါတော့ထာဝရလူပျော်လေးတွေလိုပဲလန်ဆန်းနေစေပါနေဝင်ချိန်မှာပြန်ဆုံကြဆိုတဲ့ဂတိအတိုင်းကျွန်တော်တို့ပြန်ဆုံခဲ့ကြပြီဘဝရဲ့နောက်ဆုံးစာမျက်နှာကိုမလှမ်းခင်မှာအချစ်ဆုံးတငယ်ချင်းတွေနဲ့အတူရှိနေရတာဟာဘာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုပါကျွန်တော်တို့3ယောက်ညောင်မင်းကြီးအောက်ကနေထားရပြီးရွာထဲကိုဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်သွားကြတယ်ကျွန်တော်တို့ရဲ့အရေးတွေကတော့မြေပြင်ပေါ်မှာတခုတည်းအဖြစ်ပြောင်းစားသွားခဲ့လေတဲ့